မင်္ဂလာပါရှက်ရှန်ဖြစ်ပါတယ်ဒီနေ့မှာတော့ရှက်ရှန်ကရှားထုတ်ထားတဲ့မာလာရှန်ကောအနှစ်လေးနဲ့အခုလက်ရှိခစ်စားနေတဲ့ကြက်ချနောက်ဂျူးမြင့်မာလာလောက်စားမှာဖြစ်ပါတယ်เนาะကြက်ချနောက်အယိုးလက်တွေကိုရှန်ကခရူစီရဲ့ကြက်သားမုံလေးရဲ့နဲ့ရှန်ကဒီစီဘူးလေးပေါ်မှာလှိမ့်လိုက်တယ်ပေါ့เนาะနောက်ပြီးသွားပြီဆိုရင်ကြက်သွန်ဖြူငရုတ်သီးရဲ့နောက်ပြီးသွားဆိုတက်မြားလေးရှိရင်လည်းတက်မြားလေးသုံးလို့ရတယ်လို့ရှန်တက်မြားအရေးရှိရောတက်မြားအရေးသုံးလိုက်တယ်ပေါ့နောက်ပြီးသွားရင်ဒီကရှာကမာလာရှန်ကောအနှစ်လေးနဲ့ရောပြီးတော့နယ်လိုက်ပါမယ်เนาะဂျူးမြင့်တွေကိုပထမအဆုံးအရင်ဆုံးထည့်ပြီးတော့မနယ်လိုက်ပါနဲ့ဒီလိုမျိုးကြက်ချနောက်ကိုနှက်အောင်နယ်ပြီးသွားပြီစတိုကာမပေါ့နော်ဂျူးမြစ်ကိုထည့်ပြီးနေပါနော်ကဲအဲ့ဒီတော့ဂျူးမြစ်တွေကိုဒီထဲကိုထည့်မယ်ပေါ့နော်ကြက်ချနောက်လေးကအရသာနှံ့သွားပြီဆိုရင်တခါတည်းလေဒီဂျူးမြစ်တွေနဲ့ကြက်ချနောက်တွေနဲ့ရောပြီးနေပြီဆိုရင်လေဂျူးမြစ်ကညီးစစီအနှံ့ကြီးထွက်ပြီးတော့စားလို့မကောင်းဖြစ်တတ်ပါရဲ့နော်ရှေ့တစ်ခေါက်ကရှန်ကြုံဘူးလို့ပြောပြရပါနော်အရန်ကိုလွယ်ကူရိုးရှင်းပြီးစားလို့ကောင်းတဲ့အတွက်ကြောင့်ရှန်ကအားလုံးကို sharing လုပ်ပေးတာဖြစ်ပါရဲ့နော်တကယ်ကိုတော်တော်လေးကိုစားလို့ကောင်းပါတယ်နော်ဘာပါဝင်ပစ္စည်းမှတိတ်မလို့ပဲနဲ့ဈေးထဲကကြက်ချနောက်ဝယ်ပြီးတော့ဒီကရှာရဲ့မာလာရှန်ကောအနှစ်ထုတ်လေးရှိအောင်နဲ့လွယ်လွယ်ကူကူလှုပ်စားလို့ရပါအားလုံးပဲမင်္ဂလာပါရှီဆန်ဖြစ်ပါတယ်ဒီနေ့မှာတော့ရှန်ကကြက်ချက်တော့မာလာပေါ့နော်အဲ့ဒါကိုစားကြင်လို့ဆိုပြီးတော့ဒီအိမ်မှာပဲရှိရပေါ့နော်အလွယ်ကိုလုပ်လို့ရတယ်ဒီကရှာစပိုက်စီရဲ့မာလာရှန်ကိုအနှစ်နဲ့လှုပ်စားခဲ့ပါတယ်နော်လုံနီးလေးကိုလည်းအသေးစိတ်ပြထားပေးပါတယ်နော်ကဲအဲ့ဒီတော့ရှန်တော့စပြီးတော့စားပါပြီရှန်ရှေ့တစ်ခေါက်တော့လှုပ်စားကြည့်တာလှုပ်စားပြီးတော့ပေါ့နော်စားလို့အဆင်ပြေလို့ဒါရှန်ရိုက်ပေးကြည့်တာပေါ့နော်ရှေ့ခေါက်တော့ကြာရှန်ကလေဂျူးမြစ်တွေပါတခါရောပြီးတော့နေလိုက်တော့အနက်နည်းနည်းမကောင်းသလိုဖြစ်သွားတယ်ပေါ့နော်ညီးဆွတ်ဆွတ်အနက်ကြီးဖြစ်သွားတယ်ဒါပေမဲ့အခုတော့ရှန်ကချက်ချောက်တွေအရင်နေကြီးမှာဂျူးမြစ်ကိုနေလိုက်တော့စားလို့ကောင်းသွားတယ်အဲ့နည်းနည်းပြင်းနေဟိုချက်ချောက်ကိုလေအယိုးတွေထုတ်ရမှာကတ်ရမှာပြင်းလို့ဆိုပြီးရှန်ကလေဒီမှာအယိုးလွတ်ကိုရှန်စားလိုက်တယ်ပေါ့နော်ကဲဒီမှာကြည့်ပါဦးချက်ချောက်အယိုးလွတ်လေကောင်းပါတော်ကောင်းနေတည်တာလိုချင်တဲ့အရာတာလုံးဝကွက်တိဓာတ်တိအားကြောင့်ရှေ့တစ်ခေါက်စားတော့လေဂျူးမြစ်ကအဲရာဖြစ်သွားလို့တိတ်အဆင်မပြေတာအခုတော့ဒီလိုပုံစံမျိုးလေးစားလိုက်တာတော်တော်လေးကိုအဆင်ပြေတာတဲ့လားအဲ့တော့စားမယ်ဆိုရင်တော့ဒီလိုမျိုးလေးပေါ့နော်ဟိုခြံပြောသလိုမျိုးလေးပဲဂျူးမြစ်ကိုတက်တက်တာနေပြီးတော့စားပါနော်ကြည့်ကြည့်ပါတော်တော်ကောင်းတာအပေါ်မပြောဘူးစားကြည့်ဆက်လေးနဲ့စားတော့ကောင်းတယ်ဒီမှာဒါလေးကြည့်အပြန်စားကြမယ်ကောင်းတော့တော်တော်ကောင်းတာဒီမြစ်ကိုရှမ်းအရင်ဆုံးလေစီလေးနဲ့လှိမ့်လိုက်သေးတယ်ဒါကိုနီးကိုဟန်နဲ့ကိုလောက်စားပါတော့လက်မြတော့အစုံရှိရပေါ့နော်မှားလားမမှားလားတော့မသိဘူးပေါ့နော်ရှမ်းကဒါရောင်းတာမဟုတ်ဘူးကိုလောက်စားဆိုဂျူးမြစ်လေးကိုလည်းတိတ်ရှာစီလေးနဲ့လှော့လိုက်သေးတယ်အဲ့ဒါပို့ပြီးကောင်းသွားတာမသိဘူးတိတ်ကိုလည်းကိုရွှေရှင်းနေတက်လာတကယ်လေဘာဆိုဘာမှမလို့ရုပ်တရားချက်တုံပြတောင်ရှိအောင်နဲ့ကိုလေအိမ်မှာရှိရတယ်နဲ့အခု trend ဖြစ်နေတဲ့အစားအသောက်ကိုလှုပ်ရှားလို့ရပါတယ်ဒီရှာစပိုက်စီမာလာရှန်ကောအနှစ်ထုတ်လေးတစ်ထုပ်ပဲလိုရပြီလားကျန်တော့မှဒါအကုန်လုံးတစ်ထုပ်လုံးမထည့်ဘူးတစ်ဝက်ပဲထည့်ရတယ်လားနှစ်ခါတော့ခွဲလို့စားလို့ရဒါတစ်ထုပ်ကမှ2600ဝန်းကျင်တော့ပဲရှိရအရသာတော်တော်ရှိရဟာလို့ကောင်းနေစားလို့ကောင်းလို့မရဲချင်တော့